အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့တရဖူစက်ပစ္စည်းရောင်းဝယ်မော်လမြိုင်ကနေပြီးတော့ဝယ်ယူအားပေးထားတဲ့ဆိုလာပတ်ကျွန်တော်တို့တွေဒီနေ့မှာ950ဝက်ဝါတာပတ်နဲ့ဆိုလာပလန်နဲ့နှစ်ချက်ပေါ့နော်ဆိုလာပလန်တဲ့ပလန်နဲ့နှစ်ချက်ကကြတော့985ဝက်ပါ985ဝက်နှစ်ချက်ကိုကျွန်တော်တို့ကဒီနေ့တွားရောက်တက်ဆင်ပေးဖြစ်ပါတယ်တက်ဆင်ပေးဖြစ်ပြီးတော့ကျွန်တော်တို့ကဒီထွက်အားကိုပေါ့နော်ရေကဒီထွက်အားကိုကျွန်တော်တို့အဓိကရိုက်ပြီးတော့ကင်မရာလေးနဲ့မှတ်တမ်းဗီဒီယိုမှတ်တမ်းတစ်ခုလောက်ရိုက်ပြီးတော့ရိုက်ထားခဲ့ပါတယ်950ဝက်ဆိုလာပတ်နဲ့985ဝက်ဆိုလာပလန်နဲ့နှစ်ချက်နဲ့ပေါ့အလုံးလုံးကိုကျွန်တော်တို့အခုဗီဒီယိုမှာပြရအောင်ဒီကအနက်နဲ့ဘယ်လောက်နေဆွဲလဲဆရာဆိုလာပတ်ဝယ်ယူရတဲ့ဦးလေးရဲ့ခြံက4ကရှိရလို့သိရတယ်4ကတက်လေကိုသူကရေ3နိုင်တယ်ဆိုပြီးတော့ကျွန်တော်တို့ပြောလာတယ်သူလည်းတော်တော်လေးကိုအဆင်ပြေတယ်လို့ကျွန်တော်တို့ feedback ပေးတာတွေ့ရတယ်သူကဗီဒီယိုထဲမှာပြောတာသူအဲ့လောက်ထွက်မယ်လို့မထင်တော့ဘူးတဲ့အဲ့လောက်ရေအဲ့လောက်ထိကိုတတ်မယ်လို့ပေါ့နော်ဒီဝါတာပန့်ရဲ့ဒီဆိုလာပန့်ရဲ့လှုပ်ဆောင်ချက်ကအဲ့လောက်ကောင်းမယ်လို့သူမထင်တော့ဘူးတဲ့သူ့အသည့်တွေကိုခြံဆိုင်တဲ့သူ့အသည့်တွေကိုလည်းသူကပြောပြထားတယ်ပေါ့နော်ထပ်ပြီးတော့သူ့လိုမျိုး3နိုင်အောင်ပေါ့အစင်လက်ပြေတယ်မီးကိုမီးလာတာမီးပြတ်တာကိုလည်းစောင့်ရမှာဆိုပြီးတော့ပြောရပါတယ် feedback ကတော့ကျွန်တော်တို့ဆွဲနေမီးအား200အဝင်မီးအား200လောက်ရှိနေတာနော်ဒီရဲ့ကျွန်တော်ဒီနေ့ကကျွန်တော်ဒီတော်များတယ်ပြောရမှာဒီတော်များတယ်ပြောရမှာဒီလေကဒီထက်တော့ပိုပြီးတယ်လာပတ်မှာတော့ဗိုးက24 volt 48 volt 72 volt 96 volt ဆိုပြီးတော့VOC voltage က range တွေကိုရေးတာဖော်ပြထားပေးပါတယ်အခုဗီဒီယိုလေးကိုလည်းစောင့်ကြည့်ကြည့်ရှုပေးတဲ့အတွက်ကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျ